ကစမားလေးကအစွန်းထွက်ရှောက်ခိုင်းတယ်လို့လုပ်ပြပါအောင်ဂျာကြီး ဟောအစွန်းထွက်လေးပဲမလား ဟုတ်တယ်ဂျာကြီးဟုတ်တယ်အစွန်းထွက်လေးပဲ အေးပါအေးပါအဲ့ဆိုလေဟိုကရှော့ပေးလိုက် ဟုတ်ဂျာကြီးဟုတ် အစင်ပြောင်လုပ်ပေးလိုက်နော် ဟုတ်ဂျာကြီးစိတ်ကြဂျာကြီး The next day. ဒီနာကစားပြီးလှုပ်လာကြမလို့တော့ဘူးနော် ဘာဖြစ်လို့ဂျာကြီးရဲ့ နေရင်ရက်ကလေငါ့ကိုအစွန်းထွက်လာရှော့ခိုင်းနေဟာအကစမဘယ်လောက်ရှော့ပေးလိုက်လဲ အဲ့ဒီစွန်းထွက်ရှောက်ဆိုလို့မို့လေ300ကျော်ပရိုမိုရှင်တော့198သိန်း5000 အဲ့နင်ဘယ်လောက်ရှော့ပေးတာတော့ 98သိန်း5000လေးဂျာကြီးပဲစွန်းထွက်ရှောက်ဆို အဲ့68သိန်း5000နင်ရှော့ပေးလိုက်မှာတော့နားနေလုံးမလာနေအောင်နဲ့လေ ဟာမစမ်းလို့ဂျာကြီးอ่ะ အေးရတယ်ဘာအေးနေနေရင်တွေနော်ဂျာကြီးဒါညီမလေးကကက်ရှာဆိုတော့ညီမလေးကတိမှာဟုတ်ကြတယ်198သိန်း5000ကိုညီမလေးကစတမာအစွန်းထွက်ရှော့ဆိုညီမလေးဘယ်လောက်ရှော့ပေးမလဲကက်ရှာဆိုတော့တိမှာပဲ အကြိုက်198သိန်း5000နော်98သိန်း5000ရှင်စားတယ် အေးလေဂျာကြီးရဲ့ နောက်နေ့ရစားပြီတို့2ယောက်စလုံးလုံးမလာနေတော့နဲ့2ယောက်လုံးနော်အေးစင်းလိုက်တော့ဟဲ့ ဟဲ့အဲ့ဒါဘာမှလို့တော့ဟဲ့ဂျာကြီးကစွန်းထွက်ရှောက်ဆိုလို့ရှော့ပေးလိုက်တာလေမှန်ပါတယ်ငေါ့တက်တာလေနေတော့အေးမလုံးနဲ့ဆိုလည်းမလုံးရပေါ့သွားမယ်လား